အိယာတွေကထားနေတိုင်းကရောက်နေကြဆိုင်တဲ့တွေ့နေရတဲ့မျက်နှာများဟန်လောက်ခပြုံးပြပြီးစိတ်ကငိုနေမြကြီးဒီဘက်ကိုကြွားမှမိတ်ဆွေကောင်းကြီးရဲ့အာနာမီရောလိုက်ရောခုံလေးကိုဆွဲယူတော့သူ့ကြွားလုံးနဲ့ငါမျောပြီးပေါ်ငါကောင်းရင်ရင်သိပ်အော်ပြလိုက်ရင်မျက်လုံးပြူနိုင်ဖို့သာကြိုးစားတော့နည်းနည်းလေးတော့လွယ်နေနေလဲလဲလေးလေးကောင်းပါရဲ့စိတ်ချနေရင်ပြီးတာပဲနေရရင်အေးစိလေးနည်းနည်းလေးတော့လွယ်နေနေလဲလဲလေးလေးကောင်းပါရဲ့စိတ်ချနေရင်ပြီးပြီးကောင်းတာပဲလိုအပ်ရင်ယူလိုက်ohဒီညနေခင်းတွေနဲ့အုံမိုးကောင်းနေတဲ့ငါရဲ့စကူးတင်လို့ဟောင်းနေတဲ့စကူးဆေးရောက်သေးပြန်ထမ်းနေမေးလိုက်တဲ့အားလုံးကိုကျင်းသူကရှောက်လို့လာရင်တုံရင်လန့်တက်လို့သွားခဲ့ကျုံးလို့သွားတဲ့ခွေးဆိုပဲပြေးသူပြေးကလမ်းပေါ်လဲတဲ့သူလဲကစိတ်ချောက်ချလေးပြချားမဟုတ်တော့ကျေးဇူးပါနည်းနည်းလေးတော့လွယ်နေနေလဲလဲလေးလေးကောင်းပါရဲ့စိတ်ချနေရင်ပြီးတာပဲနေရရင်အေးစိလေးနေလဲလေော်လေးနေလွယ်လွယ်လေးလေးကောင်းပါလေစိတ်ချနေရင်ပြီးပြီးကောင်းတာပဲလိုအပ်ရင်ယူလိုက်ohနေလဲလေော်လေးနေလွယ်လွယ်လေးလေးကောင်းပါလေစိတ်ချနေရင်ပြီးတာပဲနေရရင်အေးစိလေးနေလဲလေော်လေးနေလဲလဲလေးလေးကောင်းပါလေစိတ်ချနေရင်ပြီးပြီးကောင်းတာပဲလိုအပ်ရင်ယူလိုက်ohရေတော့မှလောက်ကြိုးပြတ်သွားရင်ငါကတာကကဲကွာရှိစီတော့ဟိတ်စာဖမ်းမှာပေါ်မှာတော့ပြီးပြတ်သွားခဲ့တော့မတတ်နိုင်လေလို့လေအိတ်တကောင်းဆုံးပဲငါနေစဉ်လွဲချော်မှုနဲ့ငါအိပ်ပျော်သွားမှအေးမှာပဲနဲ့ကအိမ်ရထားရင်တွေ့မနောက်နေစားတွေများနဲ့နေနေလေးတော့လွယ်နေနေလွယ်လွယ်လေးလေးကောင်းပါလေစိတ်ချနေရင်ပြီးတာပဲနေရရင်အေးစိလေးနည်းနည်းလေးတော့လွယ်နေနေလွယ်လွယ်လေးလေးကောင်းပါလေစိတ်ချနေရင်ပြီးပြီးကောင်းတာပဲလိုအပ်